လွန်ခဲ့တဲ့ရက်ပိုင်းမှာဂျိတ်ဘောကိုအနိုင်ယူပြီးဒေါ်လာတန်90လောက်ထောသွားတဲ့အန်တိုနီဂျော်ရှူဝါနိုင်ဂျီးရီးယားနိုင်ငံမှာကားအက်ဆီဒန့်ဖြစ်ပွားခဲ့တယ်ဆိုတာအားလုံးသိပြီးကြပြီထင်ပါတယ်။ရက်နေတဲ့ထရက်ကားတစ်စီးကိုဝင်တိုက်ခဲ့တာဖြစ်ပြီးတော့အန်တိုနီဂျော်ရှူဝါလိုက်ပါစီးနင်းခဲ့တဲ့ကားကအချိန်မထိန်နိုင်ပဲဝင်တိုက်ခဲ့တာလို့နိုင်ဂျီးရီးယားသမ္မတကိုယ်တိုင်ကဆိုထားပါတယ်။ကံကောင်းထောက်မှစွာနဲ့အန်တိုနီဂျော်ရှူဝါအသက်အန္တရာယ်မဆုံးရှုံးခဲ့ရပေမဲ့သူ့ရဲ့ထရိနာဆရာနှစ်ဦးဖြစ်တဲ့စီနာဂါမီနဲ့အာရိုဒီလီတို့ကတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။စီနာဂါမီဆိုတာအန်တိုနီဂျော်ရှူဝါရဲ့ခွန်အားနဲ့ကာယဗလနီးပြဆရာတဦးဖြစ်ပြီးတော့အာယိုဒီလီကတော့အန်တိုနီဂျော်ရှူဝါရဲ့ငယ်တငယ်ချင်းလည်းဖြစ်ကိုရေးကိုရာနီးပြဆရာတဦးလည်းဖြစ်ပါတယ်။အန်တိုနီဂျော်ရှူဝါကကိုယ်တိုင်မောင်းတာမဟုတ်တဲ့အတွက်ကြောင့်မို့အမှုရင်ဆိုင်မှုတော့မရှိပါဘူး။2026မှာတိုင်ဆန်ဖြူရီနဲ့ဆော်ဒီအာရေးဗီးယားမှာထိုးတက်ဖို့ပွဲစီစဉ်နေတဲ့အချိန်ဒီကားအက်ဆီဒန့်ဖြစ်ပွားခဲ့တာကြောင့်သူတို့ပွဲဟာဖြစ်လာဖို့ရာခိုင်နှုန်းအလွန်နှဲပါသွားခဲ့ပါပြီ။ injury ဒဏ်ရာကြီးကြီးမားမားမရခဲ့ရင်တော့မှစိတ်ဒဏ်ရာရသွားမှာလို့သိကြပါပဲ။အားကစားသမားနဲ့ဒီကားအက်ဆီဒန့်ဆိုတာကျွန်တော်တို့လောကမှာမကြားချင်ဆုံးအရာတစ်ခုပါ။2025နှစ်ဆန်းပိုင်းလောက်ကလီဗာပူးကျယ်ဝင်ဒီဂိုဂျော်တာဒီကားအက်ဆီဒန့်ကြောင့်ပဲဆုံးပါသွားခဲ့ရပြီးပါပြီ။ကျွန်တော်တို့မြန်မာဖိုက်တာတွေဖြစ်တဲ့ဆိုလင်းဦးနဲ့ဂျော်ရှူဝါဘန်တို့လည်းအလားတူကားအက်ဆီဒန့်ဖြစ်ပွားခဲ့ပူပါတယ်